အားလုံးလက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြပါအနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာဆိုလေခံကြပါအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့တော့ဘုန်းကြီးတို့ဒုက္ခသစ္စာသည်ဆင်းရဲတဲ့အကျိုးသစ္စာတတ္တဝါတိုင်းရောက်လာတဲ့တရားနာပရိသတ်ကြီးပါဘုန်းကြီးတို့ပါဒုက္ခသစ္စာကတော့လက်ငင်းခံစားနေကြရဒီဒုက္ခသစ္စာခံစားနေရတော့ဘယ်လိုကြောင့်ဒီဒုက္ခသစ္စာဆိုတဲ့အကျိုးသစ္စာရလာသလဲသမုဒယလို့ဆိုတဲ့အကြောင်းသစ္စာကြောင့်ခင်ဗျားတို့ဒီဒုက္ခအကျိုးသစ္စာကြီးရဒီခန္ဓာ၅ပါးရလာကြတဲ့ကဘုရားကိုယ်တော်မြတ်ကပင်စုပါဒာနဲ့ခန္ဓာပြီးဒုက္ခလို့ဟောထားတော့ဓမ္မစကြာရွတ်ကြဖတ်ကြရကြနာကြဘူးတဲ့ပုဂ္ဂိုလ်တိုင်းသိကြတော့ဖြစ်သည့်အတွက်ဒီဒုက္ခသစ္စာရလာတဲ့အကြောင်းတရားကိုဒီကနေ့ပေါ်လွင်အောင်ဟောမှာဖြစ်သဖြင့်ဘုန်းကြီးပေးထားတဲ့နာမည်လေးဒီကနေ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီရေးသားကြီးပါတယ်တော့ဒီနေ့ဟောမှာကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီကြောက်ခဲလေးဆိုလို့လမ်းပေါ်ကကြောက်ခဲမဟုတ်ပါဘာကြောက်ခဲဆိုတာတော့ခင်ဗျားတို့ပေါ်လာလိမ့်ရှင်မရတာဖြင့်ဟိုလမ်းပေါ်ကကြောက်ခဲမဟုတ်ရင်ဟောမိုးကုတ်ကထွက်နေတဲ့ယရနာကြောက်ခဲလားဖေမဟုတ်ဘူးပေါ်လာပါလိမ့်ကျွတ်တို့သုံးလောကထိုထားသဖြင့်ညမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကဘုရားသာသနာတွင်မှမှီတင်းနေထိုင်ရတဲ့ရွာတရွာဆိုပါစို့အဲ့ဒီရွာမှာဒါပေမဲ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာကျွတ်တို့ဒန္တာကြီးဇာလမ်းမဟုတ်ပါလုံးချင်းဝတ္ထုတွေကလည်းမဟုတ်ပါကာတွန်းဇာလမ်းလည်းမဟုတ်ဘူးပြိတ္တာတိကင်ဂုတ်တရပါဠိတော်၎င်းတော့မနောရထပုရဏီအမည်ရှိသောအထကထာတာရထသင်္ဃဟတို့မှာဘုန်းကြီးချုပ်ဟောမဲ့ဇာလမ်းဖြစ်ပါတယ်အဲ့ဒီဘုရားသာသနာတွင်ရွာတရွာမှာညီကိုနှစ်ယောက်ရှိအကိုလို့သူကမောင်ကြောက်ခဲညီလို့သူကမောင်ကြောက်သေးညီကိုနှစ်ယောက်ရှိကြအမေနဲ့ဆိုတော့သားမိသားဖ3ယောက်သားမိ3ယောက်ပေါ့လေအဖမပါဘူးအမေနဲ့သားမိ3ယောက်နေထိုင်လာလိုက်ကြတာအကိုဖြစ်တဲ့မောင်ကြောက်ခဲကရိုးသားညီလို့တဲ့မောင်ကြောက်သေးကြတော့နည်းနည်းလေးဆန်းခင်ဗျားတို့ကျွတ်တို့ခေလဲပရိသတ်ကြီးအကြီးနဲ့အငယ်ဘယ်သူကဆန်းတော့အငယ်ကဆန်းမှတ်ထားပေါ့ဆန်းရုံနဲ့မကဘူးအငယ်ကညစ်ပတ်ဘယ်လိုညစ်ပတ်တယ်လဲညီကိုအရင်ပင်မယ်လို့ညီညစ်ပတ်ရင်အကိုခံရတိုင်းရမ်းပြီးတော့မညစ်ပတ်နဲ့အကိုဘက်ကလည်းမြောက်ပေးမဲ့လူရှိတတ်တယ်မြင်မလားဟိုရှေးတုန်းကညီကို2ယောက်သည်အဖေသေးသွားတော့အမွေခွဲကြတယ်ကြံရစ်တဲ့အမွေကစောင်းတစ်ထည်နဲ့နမတကောင်များစားပဲကိုကြီးရဲ့တဲ့ခုရှုံးမှနောင်ရှင်းအမွေခွဲမှညီလို့တဲ့ကောင်ကညစ်ပတ်စောင်းကြီးအလဲကောင်ကပန်းယူရင်စောင်းကြီးပြက်ယုံရှိမှခမားမလုံကျွန်တော်မလုံချုံမဖြစ်ဘူးသေးသွားပြီဒီလိုလုပ်ရအကိုကြီးကနေခြုံပါတဲ့ကျွန်တော်ကစောင်းကြီးညခြုံမရစေ။အဲဘလောက်ညစ်ပတ်စောင်းကနေအသုံးများသလားညအသုံးများသလားအဲ့တော့အကိုကြီးကခေါင်းညိတ်နဲ့သဘောကောင်းတဲ့လူဆိုတော့ခွဲလိုက်ကြရောနှွေကမေ့ပြောက်ဆောင်းတွင်းကြတော့အကိုကြီးဖင်တုံပြီ
ဟာညီလေးငါဆောင်ပေးပါဦးဟာအိုးဘာဆိုင်တို့များခမရနေပိုင်တာအေးဟုတ်သားပဲပစိုးနဲ့ကိုရမနဲ့မိုးလင်းတော့ဆောင်ကြီးလာဖို့ကိုကြီးရော့တယ်ဆောင်ဘာလို့ဘောတော့ကချွတ်ထွက်တဲ့ချိန်မှာငါရှိလာဖို့ထားခဲ့အဆင်မပြေဘူးနောက်နမကြီးအမွေခွဲကိုကြီးရဲ့တဲ့နမကြီးအလဲကောင်ကပန်းယူရင်လဲနမကြီးသေပြီးအမဲသားစားပြီးအရှိသဖြင့်ကျေးဇူးရှိမှာမဟုတ်ဘူးဒီလိုခွဲကြဆိုနေရာပိုင်းပြီးတော့အကိုကြီးကနမကြီးရှေ့ပိုင်းယူပါတဲ့ကျွန်တော်ကနောက်ပိုင်းသုံးမရစီတေချာနာထောင်နော်ရိသကြီးနွားရှေ့ပိုင်းကအစာစားသလားနောက်ပိုင်းကအစာစားတာရှုပ်မနေနဲ့အကိုကြီးနွားချောင်းခိုင်းနေရှင်းလို့နွားတို့ကဘယ်ကထွက်နောက်ပိုင်းကထွက်သူနွားတို့ညှက်တော့မဲအကိုကြီးနွားချောင်းခိုင်းပြီးတော့ခွဲကြရောဟာညီလေးနွားချောင်းဆိုတော့ဘာဆိုင်တို့မြခမရရှေ့ပိုင်းကစားတာဟာဟုတ်သားပဲနောက်နွားတို့သူကညှက်တော့ငါတိုက်ပါအောင်ဆိုတော့အိုးကျုံနောက်ပိုင်းကထွက်တာခမရသောက်ချင်ရှေ့ပိုင်းကဂျိုညှက်တော့အဲ့ဒါလို့ဆိုးွားခဲ့တဲ့ကောင်တနေ့တ၌ကြတော့အကိုကြီးလှုပ်သူတငယ်ချင်းတယောက်တွေ့မင်းပဲသွားမလို့လေဟာခမရနဲ့တွေ့တာလှဗျာကျုပ်လေမအားလတ်လို့ခမရအဖေသေးတုန်းကမရောက်မိဘူးညီကိုနှစ်ယောက်အဖေသေးပြီးတဲ့နောက်တင်းတင်းရှိကြရဲ့လားခမရအေးမတင်းတဲ့မဲဟာညီကိုချင်းဆိုတော့လည်းငါအသိခံရတာပေါ့ကွာလူကြီးဆိုတော့အတော်ဆိုးတဲ့ကောင်ကဲပြောသားမအောင်မြဒီလိုကွာစောင်းကြီးအဖေရှိတုန်းကအတူတူခြုံတာအခုအလဲကောင်ကပန်းယူပြက်မှဆိုပြီးသူကညခြုံတယ်ငါနေခြုံတယ်ကွာအခုငါဆောင်းတွင်းဖွင့်တုံတာပေါ့အလွယ်ပါတယ်ဗျာမစားရတဲ့အမဲသဲနဲ့ပက်ပေါ့ခမရဟောမြောက်ပေးတဲ့လူရှိတတ်တယ်ကောင်းတဲ့ဘက်ကအိုးရွက်နေတာကိုစလုံးအကောင်းနဲ့ပိတ်လို့မရဘူးဗျအိုးရွက်ရင်စလုံးအရွက်နဲ့ပိတ်မှတဲ့တယ်အေးမင်းကပုံလေးပတ်လေးနဲ့လှုပ်ဆောင်မဟုတ်ပါဒါပေမဲ့ခမရကဘယ်ချိန်ပိုင်းလဲငါနေပိုင်းရင်စောင်းလာပို့တဲ့ချိန်ကစပြီးတော့ရေအိုးတဲ့ရေအပြည့်ထည့်ပြီးတော့တနေ့ကုန်စိမ်များပါဖြစ်ဟာကောင်ဖြစ်ပါမလားအောင်မယ်ခရသနာသလားမသနာပါဘူးကွာမသနာပါဘူးငါမှမညာတဲ့ကောင်ဒီတိုင်းလို့အေးကောင်းပြီဆိုပြီးပြန်သွားအကိုကြီးရော့တယ်ဆောင်ထားခဲ့ဆိုပြီးရေအိုးတဲ့ရေအပြည့်ထည့်ပြီးတနေ့ကုန်နှစ်တယ်စောင်းချုံချင်းကြတော့လာပြီဟုတ်ကောင်ကိုကြီးစောင်းရောအဲ့ဟိုမှာရေအိုးလက်ညှိုးထိုးဗျစောင်းမေးတာဗျအဲ့ဒီထဲမှာကွာနှိုက်ကြည့်လိုက်တော့ရေတွေနဲ့နစ်ဟာကိုကြီးခဏပဲနဲ့လောက်တာအားဆိုင်တော့ကငါပိုင်တဲ့ချိန်ငါစိတ်ခင်ဗျာကျုပ်စောင်းလှမ်းရတာနဲ့ခြုံရတော့မှမဟုတ်မခြုံရကွာဟဲ့ကောင်နေတိုင်းစိတ်မှာကွာမင်းငါကြတော့မပေးဘူးငါပစိုးလေးနဲ့ကိုရကဲကိုကြီးအားတဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာတဲ့အဖေရှိတုန်းကလူတူခြုံရပါစို့အမဲစောင်းတော့တဲ့ကွာနောက်ဟိုတငယ်ချင်းနဲ့ပြန်တွေ့ဘယ်နဲ့တော့မျိုးအေးစောင်းတော့အဆင်ပြေသွားပြီကွာနမကြီးကြမ်းနေတာဟာနမကြီးကဘယ်လိုလုပ်တာတော့နေရာပိုင်းခွဲတာတဲ့ကွာငါရှေ့ပိုင်းပြီသူကနောက်ပိုင်းယူငါရှေ့ပိုင်းကအစာစားတာဆိုတော့နွားကြောင်းတော့ငါကြီးဘောကွာနွားတို့ကသူ့နောက်ပိုင်းကထွက်တော့သူကြီးညှစ်တော့တယ်ငါမတိုက်ဘူးမလွယ်ပါရဲ့ဗျအေးလှုပ်ပါအောင်ကွာစောင်းကလည်းမင်းကြောင့်ဆင်ပြေသွားတာဒီလိုလှုပ်ဗျခမရပဲနေရာပိုင်းတော့ငါရှေ့ပိုင်းပိုင်ရင်အဲ့ဒီကောင်နွားတို့ညှစ်နေတော့ခမရပိုင်တဲ့နမကြီးရှေ့ပိုင်းထိတ်တူနဲ့ထုဗျမြောက်ပေးတဲ့လူရှိတတ်တယ်နိုင်တိုင်းသိမ့်မဖိနဲ့ဟာကောင်ဖြစ်ပါမလားခင်ဗျာသနာသလားမသနာပါဘူးကငါဂျိုကညှစ်တော့ပြောတဲ့ကောင်ဒါဖြင့်ဒီတိုင်းလို့ဆိုပြီးမှားလိုက်တော့အိမ်ပြန်ရောက်တော့ဟိုကောင်နွားနုညှစ်တော့မှာနွားနုညှစ်တာခင်ဗျားတို့မြင်မှုပါတယ်တချို့တကားတွေကိုယ်တိုင်ညှစ်ဖူးပါတယ်ခွက်ဒူးနဲ့ညှက်လို့လေတရှုံရှုံနဲ့ရိုင်းနဲ့နွားကျိုးတုတ်ရင်နဲ့နွားဒီတိုင်းညှစ်အဲ့ဒီလိုတရားနာပရိသတ်ကြီးဟိုကောင်နွားနုညှစ်တော့ခွက်ကြီးဒူးနဲ့ညှက်ဒီကတူကြီးနောက်ကနေဖွဲ့ယူသွားကိုကြီးပဲတော့ဘယ်မှာဟုတ်ပါဘူးကွာထူသေးဘူးညှစ်မှထူ
Now who can learn one Nimalo Kaila yo Namaji take two net child a quando cannot. Liga, go to the Lodado. Hey, better look at Madunga, by any young to the Lani Malumana. Me, no, I don't know. No, I know type also the Kamia she rang a Sari so video. Not you near Tali Valina. Dino Sama Salu, Pella Ella di Tuamaduha. Lali Mamaloba Yakana. Kai, Gujia and Noanule Aturu Taujavazu, Noale Aturu Javazu, or Pishidunga Lupo, or Terra. That our knees hold and Yipasame. Nerelu, go, my love Yezaji. No, a go on no more who bought Gidelu Nipatalashi the go. Nerelubo and Nigerian look. That very miado up him, G. Aku, Jokega, you. Jokega. Neneli, Mayuda. Travel Malo, you that Mount Jokega, ain't on beauty. Either you do that, you ain't on beauty. Simia, Yoda Luga, ain't on beauty, the love here, Mamin. Luyo, then I must see the education jam you. Tadam Bazoo, my same channel, education about their life. The Jira Poji, the same channel. How dare the Jividi do at the Gana Jira? Tell of your Ziba. Poji Makano Shim Hiado goes to Joto Poji, Machane. Who choose him, Manamia, Baluma same channel? My love Pony Bionida. Lo on I shall my lord. Mashalian Dime, Bazoo give it. Gee, the Anna Vida Cook. Erilo, you that a Mount Joke in our beauty, Duro in Ludi out do the Avi, Bo. Dovula Yezaji. A go, Maya, and Yilo de Luye, lay out shit of Duruya and me. Yilo Nilage. Mount Joke adore and is in a tingle to ya. Tingle to the A nigga raga, Mount Joke, Magine. Mount Joke, Magine. Nizin, never time out to a Mimamia Lado. Yoya, oh. Oh, Pietaji Chindines ha to Taro Bakit. A yebiore. You are the other made a Chindines ha do have a fit to the Gamadia, a year to a babia. A yebiore so doggy. Guy, a yebiore. Ojin Taro Bade don't get that. Ojin tea, Georgian Taro. The review bole Lugiri. G Taja. Me malonging a Daria, Lambima. Nilu, Luera Mobu. Piado Lugiria Kuke Bibi Tarabare. Matabu. Yoshin Edwaji. Yoshinea Jodu the Kaji Bude. A melo deliver the media Nico go Gapi Shotai light, a melo Payago to Guamalo, a bit target. Me malonging a Matabu, London Junior Jama Amale Pisiega Bello, going a Mialu, Kinyajing a pass, I know that. Oh, Goyo Gaya Lodo, with the Jinzo net, we go net Lumeri, Pamadi, Miaji, and a Lugiri a bit. Near Tear Concha ran it, Nagita Rabo at Saint Concha ran it. I say thou are ran it, my love Yezaji. Guy, gee, a Kudiana Yezaji. Ojin tea, so the Gezu. Mayine man, never time Amia Laro. Diana Yezaji, Maja la Bo. Dilo Mayine ma, Bido Lagere, Kesa, Mount Joe captured a Goji Madishabe, be a love Yeza. Madivel and Nila. Nanera two the Mima two let to Madiu. Diganero Majilo Deluga, Maku, yo. Chow there, look, Conlido. Pia Lumini, La Ondi Ungapio. Oh, Winning and near Tayada, eh? Miko Jimadiu, no. Ha, Madilo Bobia, we and Jodu Nalong and Tapima. Eh, Tama.
သူတတ်တာမင်းခံနိုင်မလားချီနှင်းကောင်းစင်းကိုရင်းမေသည်ဗျာခင်ဗျာကိုတတ်တာဘယ်ခံနိုင်လိမ့်ဟေးမခံနိုင်မေသည်တတ်လိမ့်မယ်မသိသေးလို့ဘယ်လိုပဲမသိပေမဲ့လို့တနေ့နေ့တစ်ချိန်ချိန်တအိမ်နဲ့ဒီလိုနေကြရတော့ဒုကိစ္စသိလိမ့်မယ်ပြီးရင် तू ကတတ်မှာဒီမဲ့ဒီလိုလို့ तू မတတ်ခင်တို့ကအရင်တတ်မှာဖြစ်မင်းနဲ့ငါနဲ့လဲလွတ်လွတ်လပ်လပ်နေရအောင်မင်းကိုကြီးဒီတိုင်းထားလို့မဖြစ်ဘူးတာခိုင်းပြီပြိဿကြီးအဲ့ဒီလိုတတ်လို့ခိုင်းလိုက်တော့ကြောက်သေးလက်သီးကြစ်ပါအောင်ဆုပ်ဟင်မိမရုပ်ကြီးမိမကောင်းမှတ်ချီနှင်းကောင်းစဉ်အကိုရင်းကိုအသက်ခိုင်းတဲ့မိမရောခရပေပြီရောလက်သီးနဲ့ထိုးမလို့ကြိတ်မလို့လို့တော့ဟေးကြောက်သေးအောင်မဲမင်းလက်သီးတွေပါဒီဆုပ်လို့ငါ့ကိုမင်းထိုးမလို့ကြိတ်မလို့ပေါ့လေဟေးဓမ္မငါပြောတာနားထောင်စားမင်းအတွက်ငါပြောတာပါဒီလိုဆိုရင်ဖြင့်ကြောက်သေးငါမှားတယ်ပဲထားပါတော့ကွယ်ကိုင်မသတ်ချင်ရင်လဲနင်းနိုင်ပါတဲ့တော့ငေါ်လုံးလေးနဲ့မျက်နှာချိုသွေးပြီးတော့လာခဲ့ရမှာတရားနာပရိသတ်ကြီးဟောနောက်ရက်ကြတော့မောင်ကြောက်သေးမကြီးလို့သူကအကတ်မခံတော့ပရိသတ်ကြီးအကတ်ခံရလားတိုးလေးဖြေကြငါအိတ်ချင်ဖြေနော်ကြဲလောင်လေးပရိသတ်ကြီးမောင်ကြောက်သေးကိုမကြီးလို့သူအကတ်ခံခဲ့ရလားနလန်တော့ထားဆရာကဆေးတို့တော့လွတ်သွားပါဒီလိုအကတ်မခံတော့တရားနာပရိသတ်ကြီးမောင်ကြောက်သေးနည်းနည်းဆင်းရဲသွားဟေးမင်းဘယ်တော့ဟောဗျာဘယ်တော့မေးနေရသေးလားကျုပ်ခဏရှိလာတာလေဟေးမလာနဲ့ကွယ်မလာနဲ့ကြောက်သေးရဲ့အိုးဗျာခင်ဗျားကြီးမင်းအိုးဗျာမလုံးနဲ့တော့မင်းငါနာမကနဲ့နော်ဒီတော့ဘုန်းကြီးကပါဇန်းနဲ့ပြောတာခင်ဗျားတို့အဲ့ဒီနှစ်ယောက်မျက်စိနဲ့မြောင်မှန်းကြည့်စမ်းဟာဗျာခင်ဗျားကြီးဟေးမင်းဟာရမလုံးနဲ့မကနဲ့တော့မကနဲ့မင်းဗျာမဗျာနဲ့သွားမကနဲ့ဒီမှာရင်တော့ကငါခိုင်းတာမှန်သမျှအကုန်ရအခုလေမင်းအကူတတ်ပါဆိုတော့မင်းကမရပဲကိုကွဒီမှာကြောက်သေးသွားငါနားမလာနဲ့ဆိုတော့မောင်ကြောက်သေးအပြင်းမဲ့ထွက်ပြီးတယောက်တည်းအတော်လေးစိတ်ဆင်းရဲသွားမှိုင်းရင်စဉ်းစားကြောက်သေးအကိုအသက်ခိုင်းနေပြီအလေမင်းကလည်းမင်းမဲလောကကြီးမိမတွေပေါ်သားနဲ့အကိုရင်းရမယားကိုမှမှားမိတဲ့ကောင်ဆိုတော့သူပြောတာဟုတ်တာပဲတရားကောင်းမလားတတ်မယ်လို့អွန်လိုက်တဲ့အတန်မကြီးကြတော့ထွက်လာတတ်မလဲငါကြံခံနိုင်ယူလားကွမိမဖြက်ပြေတောင်ပြက်တာဟေးကြောက်တဲ့မင်းလူတယောက်ငါအကြံမအောင်ဘူးဆိုတော့မိမဖြက်ပြေပြက်ဆိုတဲ့စကားဟာပြက်စီးသွားမှာပေါ့ကဲအစင်ဘိန်းတက်လိုက်ရအောင်ရေနစ်ရဝါကူတာကောင်းတယ်ဆိုပြီးထွက်လာဟေးကြောက်တဲ့ခင်ဗျာမင်းမိုင်လာကြီးလားကွမိုင်ဆိုဗျာခင်ဗျာကြီးကကျုပ်ပေါ့အရင်လိုမှမဟုတ်ဖ ೇನೆ မင်းကငါပြစ်တင်မလို့လားငါကအရင်လိုမဟုတ်ဘူးဆိုတော့မင်းကတော့အရင်လိုဟုတ်ကဲ့လားကွမင်းကခိုင်းတာမှမရပဲကိုစဉ်းစားပါကြောက်သေးရဲ့တနေ့နေ့တစ်ချိန်ချိန်ကိုဒုက္ကိစ္စမင်းအကူကြီးမသိမရှိဘူးသိလာလိမ့်မယ်သိလာရင်ဒုက္ခပေးလာလိမ့်မယ်ကွဒါကြောင့်ငါပြောနေတာနော်
မင်းအတွက်ပြောနေတာငါအကြောင်းထူးတာမဟုတ်ဘူးဗျာဟုတ်ကဲ့တတ်မယ်ကျုပ်တတ်မယ်ဘယ်လိုတတ်ရမလို့ရေးသားကြီးတတ်တော့မတဲ့အကိုကိုရေးသားကြီးညီလို့သူကအကိုဘာလို့တော့မှကာမတတ္တိဟဲ့ညီငယ်နှမငယ်တွေမှတ်သွားကြကာမရဲ့တတ္တိဆိုတာလူသားရဲ့သည်ကြောက်ကြလားဟဲ့ခိုးရဲ့သည်တိုက်ရဲ့သည်လူရဲ့သည်မှတ်ထားကြသိချာကာမနဲ့ပတ်သက်ပြီးမြောက်ပေးတဲ့သခြင်းတွေကလည်းလောကအတော်ပေါ်ဘူးလားပြိဿကြီးပေါ်တယ်နော်အင်းလားဟိုသခြင်းတစ်ပုတ်ရွှေဘုံကြီးပေါ်စံကျင်ဘူးတဲ့တဲအုပ်အပြက်ကလေးထဲမှာကပြိဿကြီးမေးအောင်ခင်ဗျားတို့မှန်တဲ့တိုင်းပြောသားမှာရွှေဘုံကြီးပေါ်နဲ့တဲအုပ်အပြက်ထဲဘယ်နေရာနေခြင်းငါလည်းရှာမပေးနိုင်ဘူးကွာကြာနော်ရွှေဘုံကြီးပေါ်နေခြင်းကြတာဗောဘသူကတဲအုပ်အပြက်လေးတဲ့နေနိုင်ပါမလို့ဒါပေမဲ့လို့ရွှေဘုံကြီးပေါ်နေရပေမဲ့လို့ကိုချစ်တဲ့သူနဲ့မနေရရင်သေရတာကမြတ်တယ်လို့ဆိုကြသည်တဲအိုအပြက်ကလေးတဲ့နေရပေမဲ့လို့ကိုချစ်သူနဲ့များမျက်နှာချင်းဆိုင်ပြီးထိုင်ကြည့်နေရရင်အမလီထမင်းမစားရဘဲနဲ့ဗျိုင်းသူငတ်သေးခြင်းသေပါစေပျော်တယ်လို့ဆိုကြသည်မှန်ရလားဒီတာတတိထားပေါ့လေပရိထားပေါ့ကာမတတ္တိဤတဲ့ဟိုသချင်းတစ်ပုဒ်ကရှိပြီထမရေကိုအတူတောက်ရစေတော့ဆိုတာဆိုဘူးလားဟိထမရေဆိုတာတောက်တာပဲကောင်းမှာရေးထားတဲ့သချင်းကတော့ထမရေကိုအတူရက်ရစေတော့ရက်လို့တော်ပါမလားပြိဿလူဆိုတာတောက်တာဟိပြိဿကြီးထမရေမတောက်ဘူးလားတောက်ဘူးတယ်ဒိုလည်းတောက်တယ်အပုတ်နိုင်တယ်ထမရေတောက်ကြခွေးတွေကများငါစိတ်ဆိုးမလားမသိတောက်ကြထမရေဆိုတာတောက်တာရှာနဲ့ကုန်းရက်သလားဇွန်းနဲ့တောက်သလားဒါကြောင့်ထမရေအတူရက်ရစီတော့ဆိုတဲ့သချင်းလေးပြင်လိုက်ရင်ကောင်းထမရေကိုအတူတောက်ရစီတော့ဒီလိုဆိုရင်ကောင်းဘူးလားတောက်တာကောင်းပါတယ်ရက်လို့ရတဲ့နောက်ကအရှည်ကြီးထွက်လာရင်ဒုက္ခမြောက်ဝေးတဲ့သချင်းတွေနဲ့ပတ်သက်ပြီးတော့ပြောပါတယ်စာရေးတဲ့လူတွေအပြစ်တင်တာမဟုတ်ပါဘူးပြိဿဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးအမလေးကောင်းဝင်ကဖိုးရွှေလာကြီးလှမ်းမေးတဲ့သူချစ်သူများတွေ့ရင်တဲ့ပြုံးယုံလေးပြုံးပြလိုက်ပါမဟုတ်ပါဘူးဒီလာကြီးကပြုံးယုံမကလို့ဖြဲပြတော့အဲ့ဒီကောင်သူသိမလားလို့ကာမတတ္တိထင်မိထင်ညာပေါ့ကျွတ်တို့လည်းအဲ့ဒီထဲပါဝင်ပေါ့ကာမတတ္တဝါတွေဆိုတော့ဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးသူချစ်သူပဲရှိတုံးနဲ့ဖားကလေးသွားမေးပြောလိုက်မှဖားလေးကကွက်နဲ့ဒီကောင်နေဖားမေးလို့ပေါ့ငါပဇွန်လုံးသွားမေးတဲ့ချင်းနဲ့ဟိုရင်းညှက်လွတ်လိုက်ချီမနော်ကာမတတ္တိဆိုတာဒီတိုင်းပဲပြိဿအဲ့ဒီကာမတတ္တိပြင်းထန်လာတော့အခုမောင်ကြောက်သေးကအကိုလုံးသူကိုတတ်တော့မရဲတတ်မယ်ဆိုပြီးဟောမင်းတာဖြင့်ရောရဲရင်ယူသွားမြစ်စိတ်ကစောင့်မင်းအကိုငါပြန်လာရေချိုးကောင်းလျှော်လွှတ်လိုက်မယ်ရေချိုးကောင်းလျှော်လွှတ်လိုက်လို့မြစ်စိတ်ရောက်တဲ့အချိန်ခါမှာရဲတင်းနဲ့သာမင်းအကိုရဲ့လေဘင်းပိုင်ချလိုက်တော့ခိုင်ရဲဆက်ကြီးအဲ့ဒီနေရာမှာတရားနာပရိသတ်ရေမောင်ကြောက်သေးထွက်သွားမြစ်စိတ်ကစောင့်ကတစ်ပင်ရင်းကနေပြီးတော့ရဲရင်ကြီးနဲ့စောင့်ပြန်လာပြီးကြောက်ခဲထင်းစီထမ်းလို့ကဲနဲ့အရင်တော့ကထွက်မကြိုတဲ့မိမဒီကနေ့သူ့လင်သားမောင်ကြောက်ခဲကိုထွက်ကြိုသည်ပြေသာရင်တော့ကကြိုရလားမိမထူးနေတယ်ဟောကိုကြောက်ခဲမလီတွတ်တောင်ပြန်လာပြီကြီးသားမောင်ချွေးတဲ့တန်းနေနဲ့မောလာလိုက်တာပဲထင်းစီလေးကြုတ်ကူချမယ်ချွေးတဲ့တန်းနေတုတ်ပေးလို့မယားထူးနေတာမသိဘူးတကားတွေမှတ်သွားကြယောက်ျားချင်းကိုချင်းစာလို့ဘုန်းကြီးဝင့်နေပြီမဲ့မှားခဲ့အောင်မဲ့မိမများကျွတ်တို့ထူးတဲ့နေထူးတယ်ဗျ
ထူးရင်တတိထားကြည့်အခုထူးနေတာမသိရှာဘူးမသိတော့အော်ကြည်သားမအောင်ငါမရအရင်တုန်းကငါထွက်ပြီးတော့ကြိုးပေါ်မရဒီကနေ့ငါ့ကိုထွက်ပြီးတော့ကြိုးတယ်အရင်တုန်းကနဲ့ပိုချစ်တယ်နဲ့တူတယ်မသိဘူးပိုချစ်ပြန်တယ်မှတ်ထားနော်ဒီခြားခြားထူးတဲ့နေရာကိုသိရအဲ့ဒါလို့ပိုချစ်တဲ့ထင်ပြီးတော့တရားနာပြိဿကြီးဝမ်းမြောက်ဝမ်းသာနဲ့ပေါ့ဒီမဲ့ကိုကြောက်ခဲတော့ကြိုက်တတ်တဲ့ချင်းဟင်္ကာသီလေးကျုပ်အစာများများနဲ့မခါအောင်ချက်ထားတယ်ဒါပေမဲ့လို့လေချွေးရတန်နေနဲ့ရေချိုးခေါင်းလျှော်ပြီးမှတန်တန်ရှင်းရှင်းနဲ့မျက်နှာချင်းဆိုင်ထိုင်းပြီးတော့မြိုင်မြိုင်စားကြတာပေါ့ခေါင်းလျှော်ကြည့်အောင်လေအေးပစိုးပွေးဆိုပြီးတော့ဟောပစိုးလေးပခုံးတင်ပြီးထွက်သွားပြေသာကြီးထွက်သွားဗလားတရားနာပြိဿယူလိုက်တာမောင်ကြောက်ခဲသူဘာမှမသိရှာဘူးယူဆိုတရားနာပြိဿကြားဘူးကြပါလိမ့်မရှေးတုန်းကအပြိုကြီးလည်းမရကြည့်မှာပေါ့ရှင်မရအပြိုကြီးလဲဆိုရလည်းမရများဖြစ်မလားဗျာဟိုအပြိုကြီးလူပြိုကြီးဘဝမှာရလို့အပြိုကြီးလည်းမရရိုးပုံအပုံလေးပြောရအောင်ယောက်ျားကရောင်တုံးကြီးနဲ့မိန်းမကဘီးစပတ်ကြီးနဲ့40ကျော်မှရအဲ့ဒါသူများမြောက်ပေးလို့ရဒီရထဲလဲမြောက်ပေးတဲ့လူတွေကရှိတတ်တယ်မင်းတို့အသက်ကြီးပြီနော်တဲ့40ကျော်လာပြီတဲ့နေကောင်းတော့ကိစ္စမရှိဘူးတဲ့မကြမ်းပါတဲ့အချိန်ခါမှာလင်ရမရရဲ့ဆိုမှကိုပြီးရင်ပြီးပြုစုမှာတဲ့ယူကြမြောက်ပေးရောမြောက်ပေးတော့ရရောရလာသည့်အထိမှန်တခါမှကြည့်ဘူးတဲ့လင်မရမဟုတ်ဘူးတနေ့သ၌ကြတော့အိမ်ဝိုင်းထဲကမိမလုတ်တဲ့လူကမှန်ဝိုင်းလေးတစ်ချက်ကောက်ရမှန်နဲ့ကြည့်လိုက်တော့ဘီးစပတ်နဲ့သူ့ရုပ်ပုံကြီးပေါ်တယ်ဟောကြည့်စမ်းပေချင်းဆိုငါရိုးတဲ့အောင်းမိတ်ဒါ40ကျော်မှရလာပြီးတော့ကြည်သားမှတော့ဒါသူ့မရငယ်ဓာတ်ပုံမာပြီးသူ့ရုပ်ပုံသူကြည့်ပြီးဟိုလေကြည်သားမှပြီးစပတ်ကြီးနဲ့ချောချောခန်းခန်းကြီးတွေ့ကြသေးတာပေါ့ဖာလေးတဲ့ထည့်ထားပြီးတရားနာပြေသာနေ့စဉ်နဲ့မြတ်ဒီဓာတ်ပုံထုတ်ကြည့်ပြီးတော့ငိုတာသူ့မရငယ်ဓာတ်ပုံဆိုပြီးတော့နောက်လင်လုတ်တဲ့လူကတရားနာပြိဿရေချောင်းကြည့်ဒါမိမဖာလေးတဲ့ဘာလေးမှမသိဘူးထုတ်ကြည့်ဒါလေးကြည့်ပြီးတော့ငိုတယ်ဧကန္တတော့ဧကန္တပဲဘာဧကန္တမှလည်းငါမသိဘူးနောက်မယားမရှိတဲ့အခိုက်သူကဖာလေးဖွင့်ဖာကလည်းမယားရှိတော့ဖွင့်လို့မရဘူးကြည့်ကျင်တာကိုဖာလေးဖွင့်ပြီးတော့မှန်ဝိုင်းကလေးထုတ်ကြည့်လိုက်တော့ရောင်တုံးကြီးနဲ့တွေ့ဒါကြောင့်ကိုလို့ဆိုတဲ့ကြည်စမ်းငါမိမရိုးတဲ့အောင်မိလက်ဆက်တတ်တော့သူ့လင်နဲ့ဓာတ်ပုံဖာရဲထည့်ထားသူ့နဲ့ငယ်လုံးလုံးငိုနေတာကိုတွေ့ကြသေးတာပေါ့ကျင်းနေတော့ပြုံးနဲ့မိမဝင်လာဒါဘာလို့တာဟေးဘာလို့ရမလဲကွာမင်းကိစ္စမင်းမသိဘူးကျုပ်ကိစ္စဘာတော့လုံးမနေနဲ့ကြင်မကြည့်သားမိလည်းငဲ့တာပုံအောင်မယ် तू ကတပြန်ကြီးပြောရတယ်အဲ့ဒါတောင်းမရင်ငဲ့တာပုံမိလည်းငဲ့တာပုံနှစ်ယောက်ပေးမိမကပေးဘူးလူကြရောလူရင်ယုံရင်ကုတ်ရင်ဖွဲ့ရင်နဲ့ဓာတ်ပုံလေးကဘေးထွက်သွားနောက်မိမလုတ်တဲ့လူကဓာတ်ပုံကောက်သူတို့ဓာတ်ပုံထင်းနေတာပေါ့လေမှန်ကိုပဲဓာတ်ပုံထင်းနေတယ်လင်မယားတော့ဒီတိုင်းမထားဘူးတော့ဆရာဘုန်းကြီးသွားလျှောက်ဟေးမသွားနဲ့သွားမယ်သွားခြင်းသွားပေါ့မေးလင်ကဓာတ်ပုံအဲ့ဒီဘုန်းကြီးပြမေ့ရင်ရိုက်သွားငါနောက်ကလိုက်ခဲ့သွားမယ်ဆိုပြီးကြောင်းသွားလင်ကနောက်ကဘုန်းကြီးဗျာဟဲ့ဘာတို့ဒီလင်မယားမျက်စိမျက်နှာမကောင်းနဲ့ရဖြစ်လာကြပြီချင်းတယ်ကြည့်ပြီးတော့သူတတ်လာတယ်ဗျာဘာလို့တတ်တာတော့အရှင်မယားတပည့်မကောင်းဘူးဗျာတူလေးလာပြီးတောင်ပြောင်းတော့ပြောနေဟုတ်တယ်ဖေရရှင်မယားတပည့်မရင်ငယ်ထားတယ်ဖေရ40ကျော်မှဖေရမဟုတ်လားမဟုတ်ဘူးဖေရဘာကွာဟုတ်တယ်ဖေရဒီကောတဲရှုံးနေပါလားမဟုတ်ဘူးဟုတ်တယ်
တပည့်တော်မယငဲ့ဓာတ်ပုံမဟုတ်ဘူးဗျသူလင်ငဲ့ဓာတ်ပုံဟုတ်တယ်ဗျမင်းတို့ကတဲရှုပ်ကိုကတယောက်ကမယငဲ့ဓာတ်ပုံတယောက်ကလင်ငဲ့ဓာတ်ပုံဟဲ့ပေးသားဆိုပြီးဘုန်းကြီးယူကြည့်တယ်ကရုံးကြီးနဲ့တွေ့မိုက်ပါဟာနင်တို့လောက်အားတယ်လင်မယားလောကရှိမထင်ပါဘူးတဲ့အားတယ်လင်မယားမယငဲ့ဓာတ်ပုံလင်ငဲ့ဓာတ်ပုံမှမဟုတ်ဘူးဒါပြန်တော်မူသွားတယ်ငါဆရာဘုန်းကြီးပုံဟာမာတာအမလေးဘုန်းကြီးကမှန်ဝိုင်းလေးချပြီးဖင်ထောင်းရှစ်ခိုးတာဆိုပဲပြိဿရှေးတုန်းကတော့လူရိုးတွေလည်းရှိတယ်ဘုန်းကြီးရိုးတွေလည်းရှိဒါပတိခုခေတ်လည်းဘုန်းကြီးအသက်ရွယ်ကြီးတဲ့ဘုန်းကြီးတွေရိုးကြရှာပါတယ်ဒါကြောင့်လူကြီးတွေလည်းတရားပွဲရောက်လာတော့မှားလဲအောင်ဖေကြီးမေကြီးတို့ခမရတို့ကအသက်ကြီးပြီသူတို့ခေတ်စကားတွေဘာမှနားမလဲဘူးရမ်းမသုံးကြနဲ့အသုံးမှားနေအောင်မယ်ရှိသေးတော့ရိုးတဲ့နေရာကထွက်သွားတယ်ကျုပ်လည်းဇက်ထုံမျက်ခြေပြတ်လိမ့်မယ်ရဲတင်းနဲ့သွားစောင့်ဒီကလည်းတရားနာပိဋကပစိုးလေးပခုံးတင်ပြီးတော့မယားလေးရဲ့မျက်နှာမျက်စိတွေကမထွက်တဲ့ရောင်ပေါ့လေသူ့စိတ်ထဲထင်းနေမယားလေးပြောတယ်အသံနာတွေကမထွက်တဲ့ရောင်တကယ်မထွက်တာမဟုတ်ဘူးဟဲ့တော့ရောစိတ်ထဲကစွဲလန်းပြီးတော့မြစ်စေရောက်တော့ဆံမင်လေးဖာရချပြီးတော့ခေါင်းလျှော်လိုက်တော့အမလေးမယားလေးမျက်နှာကရေစမှလေရေထဲမှာတုံပြုံနဲ့တုံရောပေါ်ပြိတ္တာဆံမင်လေးချလိုက်တော့ရေလေးကလှုပ်တဲ့ထဲမှာသူ့မယားမျက်နှာအရိပ်ကလေးသူ့မျက်စိထဲမှာမြင်နေတဲ့ရောင်တကယ်မြင်တာမဟုတ်ဘူးဟဲ့တရောင်မှတ်ထားဦးစိတ်ကထင်တာဝိပ္ပန္နသတွေပေါ့စောစောကဟောခဲ့တဲ့အတိုင်းပေါ့တချို့ကတရားလွန်ပြောကြတယ်မလီသူခန္ဓာကိုယ်လေးငါမျက်စိတွေကမထွက်ဘူးတဲ့လူတစ်ကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးမှာပေါ့ထင်တာဒီလိုမယားကလေးမျက်နှာပေါ်နေတဲ့ရောင်ထင်းပြီးတော့ကြည်နေခိုင်းတရားနာပြိတ္တကြီးညီလို့သူကရဲရင်းကြီးနဲ့နောက်ကလာတဲ့ပြီးလေပင်စင်းချလိုက်တာဆိုကြတော့ကြာသွားပြီဒီရငိုချင်းချရမနေနဲ့အသက်တောင်ဘယ်ထွက်ရမှမသိငိုချင်းဆိုတာသူ့နေရာနဲ့သူငိုသင်းတဲ့နေရာမှာငိုရတယ်နောက်ပိုင်းမှာကြည့်ရှုလုပ်တာပေါ့ဟုတ်တယ်ဒီနေရာငိုကိုမငိုနိုင်ဘူးမသေးလို့ငိုတောင်မှမရဒါပဲငိုနိုင်တယ်သူငိုရင်သွားရောလည်းပင်ပြတ်ကြသွားဒီနေရာပဋိစ္စသမုပ္ပါလေးဝင်ကြည့်လိုက်စမ်းပါဗျဇာတ်ထုတ်တယ်ပဋိစ္စသမုပ္ပါလေးဝင်ကြည့်လိုက်စမ်းပါဥပါဒဟံမြဘယ်သူကလာပြီးတော့စဆက်တယ်လဲလို့ဆိုတော့တဏှာအဲ့ဒီတဏှာကိုဘယ်သူကကူးပေးလိုက်တာတုံးဆိုတော့ခင်ဗျားတို့စောစောကဟောခဲ့တဲ့ဝေဒနာမယားလေးမျက်နှာပြုံးရွှင်နဲ့ပြောလိုက်တာကိုမြင်ခဲ့တော့သူ့စိတ်ချမ်းသာတယ်ထင်းတော့ဒုက္ခဝေဒနာမယားလေးတို့တီတို့တာပလီပလာနဲ့သူ့တတ်ဖို့ပြောပေမဲ့လို့တတ်ဖို့မထင်မဲနဲ့မသိရှာတော့ငါချစ်ရှာတယ်မယားပလီပလာပြောတာပါပေမဲ့လို့သူ့နားထဲကမထွက်တဲ့ရောင်ထင်ပြီးတော့လာခဲ့တော့မယားအတန်လေးကြားလို့စိတ်ချမ်းသာတော့ဒုက္ခဝေဒနာဝမ်းမြောက်တော့သောမနတဝေဒနာပေါ့အဲ့ဒီဝေဒနာကဘယ်သူဆက်တယ်လဲဝေဒနာပစ္စယတဏှာပြိဿကြီးဘယ်သူဆက်တဏှာဆိုတာပါလေတရကိုကောက်တော့လောဘလောပတိတိလောဘောလိုချင်တာလောဘတဏှာဆိုလို့မိန်းမတယောက်ကယောက်ျားတယောက်ကိုလိုချင်တယ်ယောက်ျားတယောက်ကမိန်းမတယောက်ကိုလိုချင်တယ်အဲ့ဒါလောက်တင်တဏှာမမှတ်နဲ့စားချင်တယ်သွားချင်တယ်ကြည်ချင်တယ်မြင်ချင်တယ်ပြောချင်တယ်ပါချင်တယ်အကုန်လုံးအဲ့ဒါတဏှာကြီးအဲ့ဒီတရားနာပိဋကကြီးတဏှာကိုဆက်ပေးလိုက်တော့ဒီတဏှာကတဖြည်းဖြည်းရင့်တန်းလာတော့တဏှာပစ္စယဥပါဒနာဥပါဒဆိုတာဘာလို့လဲလောဘတဏှာဆိုတာလဲလောဘနှစ်ခုဖြစ်နေလို့မျက်စိမလဲနဲ့တဏှာလို့ဆိုတဲ့လောဘကအနုဥပါဒံလို့ဆိုတဲ့လောဘကရင့်သွားပြီ
အမှန်တော့လောဘကိုအနုအယင်ခွဲထားဥပါဒံဆိုတာပြင်းထန်သွားပြီအဲ့ဒီဥပါဒံကဘယ်သူဆက်တယ်လဲလို့ဆိုတော့ဥပါဒနာပစ္စယဘဝဆက်ဒီတည်းဥပါဒံကဘယ်ဆက်တော့ဘဝဆက်ပုံလေးနားထောင်ကြည့်မိမဆွဲလန်းတဲ့စိတ်နဲ့သေတော့ဟိုဘက်ဘာသွားဖြစ်တယ်လဲလို့ဆိုတော့တတမိန်ခေဟေအဲ့ဒီအိမ်သူမိမနဲ့သူညီရဲ့အိမ်မဟာဓမ္မနိဟုတ်တဝါနိဗ္ဗာတိထမွေလေးသွားဖြစ်ဒေသကြီးဘာသွားဖြစ်တော့ထမွေလေးသွားဖြစ်တယ်ထမွေလေးသွားဖြစ်တော့လေတရားနာပိဋကကျွတ်တို့မွေရီးလေးဘာမွေလေးတော့စားတဲ့မွေအထီးမှပါသလားဖះမမေးနဲ့မပါဘူးကျုပ်ဖာကျုပ်အထီးတက်ပေးတာဟိုဟာဆွဲလန်းဖြစ်မှတော့ဒါပဲဖြစ်မယ်မွေမဖြစ်နိုင်ဘူးမွေမဖြစ်နိုင်ဘူးကျန်ကန်ကမရေးပေသည်အတက်ပဲအဲ့ဒါလွဲချော်မနေနဲ့တော့မွေရီးလေးဖြစ်တော့ဒီမိမဆွဲလန်းမပြေတော့အိမ်ခေါင်လျောက်တဲ့မိမအိမ်အောင်ရောက်လာရင်ပက်လက်လှမ်းပြီးဖက်ကနေခွာချမိမခေါင်းပေါ်ကျလက်ကလေးနဲ့ထပ်ကန်ကြည့်အေးမလေးမွေဘာပြောကောင်းမလဲတရားနာပြေတအားခါထုတ်ထရံသွားကဟဲ၆ထုတ်နဲ့ပြင်မဲ့ထွက်သွားအဝေးမသွားဘူးအိမ်မော်ပြန်တက်ဒီမိမအိမ်အောင်ရောက်လာဖက်ကနေခွာချဟဲကြည့်စမ်းကြိုက်လဲကြိုက်တာမဟုတ်ဖဲနဲ့ဒီမွေငါအိမ်အောင်ရောက်ရင်သူအပေါ်ကနေဘယ်ကရောက်လာတယ်မသိဘူးငါပေါ်ခွာချတန်တော့ကိုကြောက်ခဲငါဆွဲလန်းပြီးတော့သေသွားရှာတာကျင်းငါသိချက်ကလေးနဲ့ပြန်လာမှစားရအောင်ငါမျက်နှာလည်းမျက်စိတွေကထွက်မှာမဟုတ်ဘူးငါအသံလည်းနားတွေကထွက်မှာမဟုတ်ဘူးငါဆွဲလန်းပြီးတော့သေတာဆွဲလန်းပြီးတော့သေရင်ဆွဲလန်းတဲ့နေရာဖြစ်တတ်တဲ့ကိုကြောက်ခဲကလည်းငါကိုဆွဲလန်းပြီးတော့သေသွားတာတန်တော်ဒီငွေငါခေါင်းမဟုတ်ခဏခွာချရင်ဖြင့်ကိုကြောက်ခဲတာသူပဲဖြစ်ရတတ်တာပဲတတ်တော့မွေဘဝတစ်ခါသေးရောဘယ်နှခါရှိပြီလို့မြိတ်သားလူဘဝတစ်ခါမွေဘဝတစ်ခါနှစ်ခါသေးဒါပေမဲ့လို့ဆွဲလန်းမပြေတော့မောင်ကြောက်ခဲကလည်းအဲ့ဒီအိမ်မှာခွေးကလေးသွားဖြစ်ဆိုတယ်နော်ဥပါဒံခွေးဒီလေးဒီကဘာလေးတော့ဟိုဟာဆွဲလန်းဖြစ်မှတော့ဒါပဲဖြစ်ခွေးဒီလေးကဒီမိမနောက်တကောင်းလိုက်အိရထဲကစကြသူ့နှခလှုပ်တကောခွေးမုတ်ဆိုးမလေးတဲ့သူခေါ်ရကတရဌာနကမိတတိတိဘယ်တော့သွားပြီးတော့ယုံလိုက်မှာပါလိမ့်မလဲလို့ဥပ္ပန်ထင်းဒီအယကဝိုင်းပြီးတော့ကြက်ရကြပြန်သည်ခွေးမုတ်ဆုံးပါလေဟဲ့ဝိုင်းကြက်ရတော့သူစဉ်းစားဟုတ်တယ်ခွေးလည်းခွေးပဲခက်တယ်ခွေးလည်းခွေးပဲဒီခွေးလည်းငါနောက်လိုက်နေတယ်ပြီးတော့ခွေးမဆိုကိစ္စမရှိခွေးဒီပြောစရာကြီးတာဒီကောင်ကဟိုကောင်ဖြစ်ရတတ်တာပဲပြုတိတဘယ်နှဘဝရှိခွေးဘဝသေးပြန်တော့လေအစွဲလန်းကမပြေလို့အဲ့ဒီအိမ်မှာနွားကလေးသွားဖြစ်နွားဒီလေးနောက်ကတကောက်လိုက်ဒီလိုနောက်ကတကောက်လိုက်တော့အရက်ကဟဲနွားကြောင်သမားလေးဘယ်စကြက်သွားကြောင်းမှာပါလိမ့်ဝိုင်းစကြလှောင်ကြပျောက်ကြဟုတ်တယ်ဒီနွားလည်းငါနောက်ကြည့်လိုက်နေတာပဲပြောစရာကြီးနွားဒီဆိုတော့အခဲတာဒီကောင်ဟိုကောင်ဖြစ်ရတတ်တာပဲပြုဘယ်နဲ့ဇက်ရှိဆိုကြည့်သားမမကြီးနဲ့မလင်ကိုတလေးဇတ်တိုင်အောင်ပဲဘယ်နဲ့ဇတ်တော့ဘယ်နှစ်ဘဝတော့အဲ့ဒီလိုလေးဘဝတိုင်တပ်ပြီးလာခဲ့တဲ့အစွဲလန်းကမပြေတော့ဟောဒီတခါတော့သူ့မိမဝမ်းထဲမှာသူ့ညီနဲ့ခတဲ့တန်ဒီပါဗျာ
Swellam the Janano, Fuji Faji in the Magaya. They can equal Lanko, Legan Loam in it. It's who I'm a then I move. Malay, I'm seeing, I thought you do any, you came out. Legan. That's really a cat. So the Lanani, the Chomazaga Luso on sound. I think I've been hard and Naya down some Savu, the Kudadim 12. The Tamata with Manelu, she the bear the Omadona, young one to Daji, my piano, the Vego. Luso on sound at the Chomaza, that on Ko Lanko Gija. Swellam the and Camaro Kissia, the border, no doubt that to put your say to Poha to Chabo, Ema. Swellam the Masolo, Gogudo, Kamu had a lady, I don't use the Gudo Kamu lady, they are not a songa de, Luda than a Digudo, I don't use the Napi Laugado, Tani, have you? Togati Malabu de Jikuma to Mema one at Tanika. Kula Sela, Fire, Katu, they are Kula Sela sound, Judia, now net on Bidima beam. Kai style Jolly, Jacob Valley. Style Jolly move for the Usa, Mio, Washa, maybe. Now the delay out of County Land. The delay out of County Land. Hey, so Charlie. Oh! Hanjali Babi! Chowday! Piana Peter for Mapita Valley. Chowday, come here. So Charlie quit. Ah, Hanjali Gavia. Hanjasu quay. Nale, Beluma Almina, no? Mingo the Dora Javabi. Oh, me a good, the dear Lansute and in a Yaujali le Pinelu. Me a good number in it. Chow Kelly Lu May Macongla. Ya, Coney. Joe Lely, come here, Chiluda, a good Tamida. Joe. Don't let that aim of your Mabuya. A cool as he took a cool Lalu May Jammy did it. Come here to Chow Kelly May only. Okay, call me. Chow Kelly. Mount Chow Kelly. Oh, Chow Kelly Pietro. What do I Chow Kelly who Chow Kelly? What do I do with it if you're in a gun in your time, Jane? If you be thought about it. Yet I could Chow Kelly Pietro. Chow Kelly. Dabi Melo Kalinga Zati Taranya Laro, a may a kind to a canobi. A may Namian Kakan Long Rogi. No chut I jewel Maya. Zati Taranya, no Zatika Picket, Taraga, Pia Omin. Mimi Picket of what Pia Omin 9 days would I ever to do Zati Taranya Kore. Lu and Zari Mayara. Pejama Baduta Mile Wenzara, Badutale Wenzara, a Compian Pion 9 the days with a Jabu La Vega. Era Banyano. Oh, Nagawaga. Tu go live what time and Takerarigo. Villa Vicaliga. A Mamian Kakalango, make into a maca. And the loop, Pupio Lagaya Ma. The Pili Gian La Vi. So Kado to Viola Java, Sakuni, you allow yaw. Yamajida was ya no. They are a Sakuni, Ega Beneneto. I made a common call. I made it in a chin, I'm a tiny. Diganito, Lalo to Mount Joke. Ain't there window, I may not like. I Chow Kello call like. Now let ye. Pardon! Hey, Lule. Amigo, well, too late, I don't buy it. May I call a chilling on a 2 hours? Barmado. Eh? A memo who? Near Namaya. Lule. Taye, Balu Piola Daru, Luciano Macoma. Amigo Mayalo, Soya Galataye, Ayatega Luciano Macoma.
ကောင်းမရပဲသားရဲ့ရစ်စစ်လာကြည့်လားသားရဲ့ငါသားအမေကိုမွေးကျေးဇူးတွေဆက်တော်တာလားလူစိမ်းသားကြီးအမေလို့ခုချီတီတခုမခေါ်ယူမကအခုတော့ငါမရတဲ့လူကလေးသားအခေါ်နဲ့ဘာသားတော့ဟင်မိမကောင်းမှတ်မိမယုတ်ကြီးလူသားကောင်းပါကြီးနေငါကိုလေးဘဝတိုင်နေတတ်ခဲ့တဲ့လူသားကောင်းပါကြီးလူမဟုတ်ဘူးခွေးမတေဘီတော့မိမယုတ်လက်ပြီးနဲ့ထိုးမလို့ကြိတ်မလို့လှုပ်ပြီးတော့ရင်ဘတ်လက်ဝဲလက်နဲ့လှမ်းတွန်းလိုက်တာအမိပက်လက်လန်လေသားလူကလေးရစ်စလိုက်တာသားရဲ့အမေလို့တခုခွန်လုံးမကအခုအမေကငါသားရဲ့တယုံတတ်တော့မလို့လားဖယားနဲ့တခိုင်းနဲ့ပြတဲ့မိခင်ရဲ့ကျေးဇူးတွေမင်းဆက်တော်တာလားသားရဲ့အနန္တမေတ္တာရှင်မမောင်ရဲ့သားရဲ့လူကလေးရဲ့ကြောက်ခဲရဲ့ပေါ့ဗျာငိုရှာတော့ပေါ့သမယချစ်တော်ဝင်သူမိခင်အရင်ငိုလားအမေငိုနေတာကြုတ်ကြည့်မနေနဲ့အနန္တမေတ္တာရှင်မသားရဲ့သမယချစ်တော်ဝင်သူမိခင်အရင်ငိုလားသတိတမင်ကင်းကမတရားဆိုရှာတဲ့သာဝရတနောသာဝရတနောဘိုးနေတာမိမကြီးကျုပ်ကယောက်ျားကံဖြစ်ဟုတ်တယ်ဗျမိမသားဆိုတာအတွန့်နဲ့အတက်နဲ့ရှားရှိတယ်လည်းမအောင်ဘူးနဲ့နည်းနည်းရှည်ပြလိုက်ရအောင်သတိတမင်ကင်းကမတရားဆိုရှာတဲ့သာဝရတနောမိမသားဒီလိုလာရသာဝရတနောအမွေဒီလိုလာမှာဘူးအမကြပါဘူးကွာအဲ့ဒီလိုငိုတယ်ပဲမှတ်ပါမဆိုးကြပါနဲ့တာရဲ့ကြောက်ခဲရဲ့တမျိုးအထင်မှာကမေကိုစောကားရဲ့ဖြစ်တကယ်မကြငရေရွာဆိုသွားရလိမ့်မယ်ကွယ်ဟမမင်းတဟဝရစီလားအမေကိုတနာမိကင်ရင်မေမောရှင်ရင်မလာဆိုပြီးငိုလိုက်ပုံတော့ဗျာပြေသာအမေလို့သူငိုပလားငိုယုံမကဘူးမျက်စိကလေးမိတ်ပြီးတတိလစ်သွားရှာလှုပ်တော့အမေလဲသွားပြီတတိလေးပြန်လဲလာအိဒါကြီးအတိတ်ကအရေးတွေကပျောက်သွားပြန်ငါအမေကိုပြင်းမှားမိပြီအမေအသက်မှရှိသေးရဲ့လားမာပြီကြောက်ခဲမင်းမှာပါဘောလားရဲ့လို့တအားပြေးပြီးတော့သူ့အမေလဲပင်အောက်လက်ကလေးရှိုးမျက်နှာလေးပေါင်မော်တင်လို့မေမပွဲတဲ့ဆိုဒီတိုင်းနေမှာမဟုတ်ပွဲတဲ့ဆိုရင်ဟဲ့တားရဲ့အပြစ်ကိုလေမေခွန်းလို့လိုက်ပါမယ်ပြစ်မှားလေသမျှအမေကကြည်ရင်လေကျူးလွန်မိတဲ့ဝစီကံတွေမေသားကိုခွန်းလို့ပါလားပါလေလို့နေရောကြီးဆိုမှဖြင့်အာရပါလားဆိုစမ်းပါမေသားရဲ့အပြစ်ကိုလေမေခွန်းလို့လိုက်ပါမယ်ပြစ်မှားလေသမျှအမေကကြည်ရင်လေကျူးလွန်မိတဲ့ဝစီကံတွေ
မေမေသားကိုခွန်းလို့ပါလားမလေးအခုမှစီးကြိုက်ဝါကြိုက်ဖြစ်တာပရိသတ်ကြီးသားလို့သူသတိပြန်ရပါလားသတိပြန်ရတော့လေအမေမျက်စီလေးပွင့်လာဟောသားလူကလေးအဘလေး19နှစ်ရွယ်ရှိအမေတခွန်းမှမခေါ်ခဲ့တဲ့သားခုလေအမေလို့ခေါ်လိုက်တာအမေအားရလေချင်းသားလူကလေးဆိုပြီးတော့သားမိနှစ်ယောက်လဲပင်ဖက်ပြီးတော့ငိုကြဝင်လာပြီအမေကြီးဟိုဘဝတုန်းကအမေပေါ့ဒီဘဝအမေကြီးပေါ့ဝင်လာဟဲ့နင်တို့သားအမိဘယ်လိုဖြစ်ကြတာတို့အဖွားကြီးကိုဗျာဆိုပြီးတော့အမေရင်ဝင်ထဲကပြေးထွက်ဒါအမေမဟုတ်ပါဘူးဗျာဘဝဟောင်းကအမေကိုမြင်လိုက်တော့အတိတ်ကအရေးတွေပေါ်လာပြန်ပြီတရားနာပြိဿဒါအမေမဟုတ်ဘူးသူကလေကျုံမရဒီလိုပြောလိုက်တော့အဖွားကြီးပြူးသွားတယ်မျက်လုံးဟင်ကောင်းကလေးအမေကိုမရလေပါလေနဲ့နင်းမြေမျိုးလိမ့်မယ်ဖွားကြီးကဟုတ်တယ်မရသူကကျုပ်မရကောင်းကလေးတော့တန်းတိတ်ငါပါချလိုက်ရအဖွားကြီးဒေါ်ပွားအမေကျုပ်မှတ်မိတော့ဘူးလားမေရဲ့ဟာဒီကျုပ်လည်းဘင်းကိုကြည့်ပါအောင်သူကအခုတ်ခိုင်းလို့အမေသားအငယ်ကခုတ်ခဲ့တဲ့ရဲရင်ရာအမေကျုပ်ကြည့်ပါဦးမေသားကြီးကြောက်ခဲမှတ်မိတော့ဘူးလားမေရဲ့ခမည်းကမှကျုပ်အမေကျုပ်ကမှအမေသားသူကကျုပ်ကိုလေလူဘဝတစ်ခါရဲရင်နဲ့အစင်ခိုင်းကျုပ်ကသူ့ကိုဆွဲလန်းလို့မွေးဖြစ်ပြန်တော့လဲတခွေးဖြစ်တော့လဲတနွားဖြစ်တော့လဲတလေးဘဝတက်တဲ့သက်ခဲ့တဲ့လူသားကောင်းမကြီးသူကကျုပ်အမေမဟုတ်ဘူးခမည်းကကျုပ်အမေပါအမေရဲ့လို့လဲပြောလိုက်ပါလေရောအဖွားကြီးဟင်လူကလေးကြောက်ခဲအမလေးမပြေလို့တွေ့ရမဲနိုင်ပါအဖွားကြီးလွန်ခံပေါ့ကွာအဖွားကြီးငိုချင်းတဘိုးလောက်သာဆိုလိုက်ရင်ငါပါတော့ရွဲ့မှသေးကြတယ်ငိုချင်းကလည်းရေးမထားလို့ရေးထားရင်အဖွားကြီးငိုချင်းမသိမချပဲနေမယ်ဘုံကြီးမဟုတ်ဘူးငိုတယ်လို့မှပေါ့ဘိုးကြီးဖွားကြီးကြောင့်ပြောရတယ်ပါညောင်းလုံးဟုတ်တယ်ဘိုးကြီးတွေကတခါသကြိုးလေပိတ်ယမလာဥပုသ်ဆောင်နေတာအဖွားကြီး9ရက်မှ10ရက်မှမသိလို့ဘိုးကြီးကမေးတယ်ဟေးအဖွားကြီးဘာတော့ဒီကလေးချီရဲ့လားတဲ့ချင်းတော့နင်းငါချစ်လို့ယူထားအသက်ကြီးမှာပါအကုန်လုံးကိုယ်ရောကာယဖြစ်ကုန်အမှန်တော့ဥပုသ်စောင့်ရင်လို့8ရက်လားမေးရှာတာတကြိုးကလေပိတ်ပြီး8ရက်လားဖြစ်တော့ခွာကြီးတော့ပွားတာပေါ့ကဲရှိပါစေတော့လေကျုပ်ကဘေးဖောက်ထွက်သွားဒီတော့မှသားရဲ့တားပြီးမဲ့လို့အမေကဟိုဘဝတုန်းက9လလွယ်10လဖွာခဲ့တယ်အမေဒီဘဝလည်းမင်း9လလွယ်10လဖွာခဲ့တာပဲအမေကြီးပါပဲသားရဲ့ဖះနဲ့တခိုင်းနဲ့ပြအမေကိုငါသားတီလို့မပြောနဲ့နော်သားရဲ့တတိယပါတော့သားရဲ့ဟုတ်ကဲ့မေမေကျုပ်သိပါပြီမေရဲ့ခုတော့
အမေကျုပ်အပြစ်ကြည့်ပါပဲမေရဲ့အမေအပြစ်မရှိဘူးတကယ်တမ်းရှာလိုက်တော့ကျုပ်အပြစ်ကလည်းစင်စစ်အာမရောအဝိဇ္ဇာတဏှာဝသေနာတွေ့မူလာနီကျုပ်လေဒီမိမကိုဒီလိုဆွဲလိုက်ရင်ဒီလိုအသက်ခံရလိမ့်မယ်ဆိုတာမသိအောင်အဝိဇ္ဇာကြီးကဖုံးဥက္ကဋ္ဌလုံးအမေတဏှာဆိုတဲ့တွင်ရမှုချဲလေတဲ့မြကျုပ်ခံရတာပဲမေရဲ့ဟုတ်တယ်ကွာအဝိဇ္ဇာဥက္ကဋ္ဌဆိုတော့တဏှာတွင်ရမှုပေါ့နိုင်ငံရေးမဟုတ်ပါဘူးတော့ချက်တွေသူဟာနဲ့သူခေစကားနဲ့သူကနားလဲအောင်ပြောရနိုင်ငံရေးဆိုသတင်းစာတောင်မကြည့်ပါဘူးနော်ဘုန်းကြီးကျောင်းတော့သိကြပြီးသားပါဒါနားလဲတဲ့စကားလုံးလေးနဲ့အမေကျုပ်ကိုသူတို့နှိမ့်ဆက်လို့ကျုပ်ဒီလိုဒုက္ခဖြစ်တာမေရဲ့အခုတော့ကျုပ်သိပြီရဲ့လို့အော်ခုတော့ဖြင့်သိပါပြီလေသာသိပြီလေအမေရဲ့အပြစ်လည်းမရှိပဲသားရဲ့အပြစ်လည်းမရှိပဲနှစ်အောင်နှစ်တဲ့သမှုရိယတဏှာကိုလေသားကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမုံလို့ယုံကမ်းမာတော့လေကြီးမလုံးနဲ့ဟဲ့မလေးယုံကမ်းမာတော့လေးဆိုတာသူများခိုင်းတာကိုယ်တိုင်ကြတော့မလေးမင်းသွားတော့လေးတဲ့သူများခိုင်းကိုယ်တိုင်ကြတော့ငါသွားတော့မယ်လေးတဲ့ဒါကြောင့်သူကိုယ်တိုင်ယုံမှဆိုတော့မလေးဟဲ့သားကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမုံလို့ယုံကမ်းမာတော့တို့ဒီတစ်ခေါက်ဒီလုံးတိုက်ပြီးရင်နောက်တစ်ခေါက်ကမာရွတ်ရောက်ရင်ယုံဆောင်မှဖြစ်မယ်ဟေးတယောက်တကြနဲ့ဆိုနေဘူးရမှာကဲဒီတော့တရားနာပိဋကရေဒါဖြင့်ငါသားပဲလို့သဘောရမမေကျွန်တော်သာသနာ့ဘောင်ဝင်ထမ်းရဟန်းပြပါတော့မယ်ခမညာဒါဖြင့်အမေလည်းဘိက္ခုနီမဝစ်မယ်သားမိနှစ်ယောက်ယဟန်ပြုလိုက်ကြနောက်ကမ္မထံတရားတွေကြိုးစားပြီးတော့သမှုရိယတဏှာရဲ့အပြစ်ကိုမြင်၍ချစ်ခင်တဲ့စိတ်တွေဖြတ်လိုက်တာဟောတရားနာပိဋကသားလို့သူကလည်းယဟန်နာဖြစ်အမေလို့သူကလည်းယဟန်နာမိမကြီးဖြစ်အမေဆိုလို့အမေလေးမမှတ်နဲ့အမေကြီးလေးဘဝတိုင်နဲ့တတ်တဲ့မိမယဟန်နာဖြစ်တာမဟုတ်ဘူးအမေလေးလားအမေကြီးလားပိဋကဥကြောက်ခဲယဟန်နာဖြစ်ပလားရေသာကြီးဥကြောက်ခဲယဟန်နာဖြစ်တော့နောက်ဇာတိအတိတ်တဖန်ပြန်ရပါဦးမလားမရရင်သူ့ဘဝကဆုံးမသွားဘူးလားခမည်းတော်ကလူမိုက်တယောက်သေးတော့လူမိုက်ကြီးတယောက်တော့ဘဝဆုံးရှာပြီတဲ့ဆုံးသေးဘူးဗျဟိုဘက်ဘာတွေဖြစ်အောင်မှမသိဒီကြောက်ခဲကမှယဟန်နာဖြစ်တော့ဒီဘဝနောက်ပိတ်ဆုံးဇာတိပြတ်သွားသဖြင့်ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာနိဗ္ဗာန်ရမှာဘဝကတကယ်ဆုံးတယ်သဘောပေါက်ရလားပြိဿကြောက်ခဲလေးဘဝဆုံးရှာပြီဆိုတာသဘောပေါက်ပလားအခုဥကြောက်ခဲယဟန္တာဖြစ်ပလားဥကြောက်ခဲလို့ပဲမှတ်ပါတော့ဘွဲတွေပါတွေပေးမနေပါနဲ့တော့ဘွဲပေးနာမည်ပေးရလဲတဲလွယ်တာမဟုတ်ဘူးတချို့ဖေနဲ့မေနှစ်ယောက်စလုံးနာမည်ပါအောင်ပေးဖေကမောင်လှအမေကမချောသားလေးကြတော့မောင်လှချောဆင်းကူပြေလို့ဖေမေကနာမည်ကောင်းမှဖေကကိုခွေးမေကမခွေးဆိုရင်လည်းခွေးမဲ့ဖို့ရှိတချို့ကြအဖေကကိုခွေးမေကမဝက်သားလေးမဲ့ရင်ခွေးဝက်မိဘနှစ်ပါးနာမည်ကောင်းမှပါအောင်မဲ့ရတယ် gain တရားနာပိဋကကြောက်ခဲလေးရဲ့ဘဝဆုံးသွားတာကိုဒီကနေ့တော့အစနေ့မို့ဒီမြနဲ့ပဲ12နာရီကြော်သွားပါပြီမနေ့ကတပည့်ခါဇတ်ထုတ်အသက်ဘုန်းကြီးဟောပါမယ်။ gain အားလုံးခဏလေးပြီးခံပြီးတော့ဆိုလိုက်ကြပါဦး။ပြန်နာပေါ့ဖြည်းဖြည်းပေါ့လှုပ်ရွရမလုပ်ပါနဲ့။တာဓုခေါ်ပြီးပြန်နာပေါ့။တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။ဘာပြောတာတို့ကျုပ်ကြတုနာဆရာတော်ဘုရားလည်းချမ်းသာပါစေတောင်ပြီးမထွက်ဘူးနော်ဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးတော်ပြည့်မထားခဲ့ကြပါနဲ့အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေ
ကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေးခဲ့လျင်ခြေရင်းနဲ့ဖုံမုံစိတ်တွေပြစ်ပြသေးသည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တံတုသီခံရသာပြန်ကြပေတော့နိဝတ္တံတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေသာဆွေကလျှံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တောင်မနေနိုင်မဲနဲ့ပြန်ခြင်းလုံးလို့လှုပ်လှုပ်ရွရွလုံနေတဲ့ဟာတွေညက်ဆောင်တော့ထိုးတော့မှထင်တယ်ပြန်မာလေတော့ပြန်ညစေကုန်သတည်း